မင်းပြောတဲ့ပုံစံနဲ့ငါဘာလို့သွားကြိုက်အမေရိုးပဲကြိုက်မယ်ပုံစံဖြစ်နေတယ်ဒါတော့အပိုင်းငါတော့ထက်လိုက်မယ်အဖိုင်ဟေးလဲလိုက်တာကွာဝမ်းသာလိုက်တော့အဖိုင်ဘာလို့ကွာဝမ်းသာမှလုံဆောင်မအောင်ဟောအဘသမီးဟိုလေဟိုကျယ်စင်တို့လာမင်းတို့လေယာတူတက်သွားပြီဗျာယာတူတိုးသွားပြီအားရအောင်ဒီ KTV မှာခြေစင်တို့လာမင်းတို့ယာတူတိုးသွားကြောမန်နေဂျာဖြစ်သွားပြီလားဟုတ်ပြီကွာအဲ့လိုမဟုတ်ဘူးကွာအခုအဘသမီးတို့လုံနေတဲ့ဒီကျယ်စင်တို့လာမင်းတို့လုံနေတဲ့ KTV မှာကျွန်တော်တို့ရဲ့ဒီစကားစားစစ်သားတွေနဲ့ပြူစောကြီးတွေပေါင်းပြီးလုံခြုံရေးယူပေးနေရတယ်အဘရဲ့ပြောဘာဒုံကြီးဘာကြောင့်ယူရတာလဲအော်ဘာလဲ KTV ကိုမိုင်းထောင်သွားလို့လားဟာဘာလို့ငါ့ကိုရှင်းရှင်းလင်းပြောသားမှာမဟုတ်လေအဲ့ဒါကျွန်တော်ကဟိုဝမ်းသာအားနဲ့လာပြောရဲဆိုတာကအဲ့လာမင်းတို့ကျယ်စင်တို့လုပ်တဲ့ဒီ KTV မှာ KTV ဟုတ်တယ်လုံခြုံရေးချမုန်းပါသွားလို့လားမဟုတ်ဘူးဗျအဲ့လိုလုံခြုံရေးချပေးတယ်ဆိုတာအဘပဲခိုင်းထားရင်ထင်လို့ကျွန်တော်အဘကိုဝမ်းသာအားနဲ့လာပြောတာလေအော်ငါသိကိုမသိဘူးခါနေမကောင်းပြင်းနေရလေမင်းသိရသားနဲ့ကွာအဘတကယ်မသိဘူးလားတကယ်မသိဘူးဟာအဲ့ဆိုရင်တော့အဘတခုတော့တခုပဲနော်ဗျဘာတခုတော့တခုပဲလေဒီနေ့လုံးတဲ့ဒီ KTV မှာအခုဆိုရင်အဲ့မှာလေတခန်းကို2ယောက်နဲ့လုံခြုံရေးအပြည့်ယူရတယ်တနက်အပြည့်စုံတယ်အဘရဲ့ဟာအဘဘယ်ကောင်သွားတာလဲငါသမီးကျဲစင်တို့လာမင်းတို့ကြည့်ဘယ်ကောင်တွေသွားတာလဲမသိဘူးလေဗျအဘရဲ့ကျွန်တော်ဖုန်းထဲကတော့မှကျွန်တော်အဲ့ဗီဒီယိုဖိုင်ပို့ထားသေးတယ်မျိုးရင်ကြည့်လိုက်ဟာဟုတ်လို့လားဟောကြည့်လိုက်ပါအဘကြည့်လိုက်ကျွန်တော်တော့အဘခိုင်းနိုင်တယ်ထင်လို့ကျွန်တော်ပျော်ပြီးအဘကိုလာပြောတာဟုတ်လားဗျအဲ့မှာတခန်းကို2ယောက်နေတွေ့လားဟာဟုတ်တယ်နော်ဗျဟာလက်နဲ့ပြေဆုံးနေဟုတ်တယ်ဗျတခန်းကို2ယောက်စီသွားတယ်တခန်းကို2ယောက်စီဟာကျေစင်လေးရခမင်းလေးရတိုးသွားကျဲစင်တို့လာပပကိုပြေးသွားပြီလားဟာရာလူတိုးသွားပြီဟာကျုပ်တို့ဝိုင်းမလို့နဲ့သွားပြီကွာဟာသွားပြီငါတွေးတိုးပြီအေးအဘတွေးပဲတိုးနေနော်အဲ့လိုအဘခဏအခုဟိုအဘသမီးတွေမတွေ့ရကြာပြီမလားနောက်ဆိုရင်အဘသမီးတွေသူများတော့ပါတော့မယ်နော်ဗျကြည့်ကြလို့နော်တိုင်းပြည်စီးပွားရေးဟာတစ်မျိုးဒီဘက်ကနေပြီးတော့တမနာကြီးခိုင်းထားတဲ့လေရင်နဲ့ဘုံကျဲခိုင်းတာတစ်မျိုးဟုတ်တယ်ကျွားလေးကိုမီးရှို့ခိုင်းတာတစ်မျိုးတစ်ဖက်မှာလေကျေစင်လို့လာမင်းတို့ကလေပါပြီအခုတော့ပါပြီနောက်လာတော့ပါပြီလားမသိဘူးဒီပုံစံတိုင်းဆိုရင်မင်းဒါသူတို့ကလည်းမင်းအခွင့်ကောင်းသူတို့ကလည်းယူလာလေဒါဘောပါကျမတို့ဒီလိုမျိုးဒီရုပ်ကျမတို့မျက်နှာတွေကိုဖော်ပြီးတော့ကျမတို့အလင်းဝင်လာတယ်ဆိုတော့ PDF အရောင်ကျမတို့ဆောင်ခိုင်းတဲ့အတွက်ကျမတို့ကိုလည်းလုံုံရေးပြန်ပေးဆိုပြီးတော့အဲ့လိုပုံစံလုပ်တာပေါ့အဲ့လိုဖြစ်နေမယ်ဗျကျွန်တော်ကတော့ပထမတွေ့ချင်းဟာတာငါဘာတော့မိုက်တယ်ကွာဒါသူသမီးတွေကိုကာကွယ်တယ်ဘာညာဆိုကျွန်တော်ပျော်ပြီးတော့လာတာအဘအခုဘာလုပ်နေတာမဟုတ်ဘူးဆိုတော့ဒါတခြားတရားလုပ်တာဖြစ်လိမ့်မယ်အဲ့ဒါသူချင်းနေသွားပြီကျဲတင်တို့လာမင်းတို့ကိုသူကနေ PDF အရောင်ဆောင်ခိုင်းပြီးတော့လက်နက်နဲ့ငင်းငင်းလဲတယ်ဘာညာသူအလဲပဲအတိုင်းစစ်ဌာနချုပ်ကလုပ်တာလေဟုတ်တယ်လေဗျအဲ့သူတို့ကဟိုမှာဒီ KTV မှာလုပ်တော့သူတို့ကသွားပြီလေဟုတ်တယ်သူတို့လုံုံရေးလုပ်တယ်လေကွာလူတော့လုံခြုံရေးပေးရတာပေါ့အဲ့လို KTV ရလူတွေအောင်လုံခြုံရေးပေးရတဲ့အဆင့်ရောက်နေပြီပေါ့အေးပေါ့ဒါငေါတွေကဒီစတန်ဒတ်အာမီနဲ့ပြူစောဒီကဒီ KTV ဟေ့ဘာလို့ရှောက်ပြောနေတာလဲရှောက်ပြောတာမဟုတ်လေအခုပဲအဘကြည့်ပြီးသွားပြီလေဗီဒီယိုဖိုင်တက်လာတာလေအဘအဲ့ဒါနည်းနည်းပါကြည့်ချက်လုပ်အောင်နော်ကျွန်တော်ဒီနေရာတိုင်းမှာလည်းကျွန်တော်မြန်မာပြည်မှာရှိတဲ့နော်မြို့တိုင်းမှာလည်းကျွန်တော်တိုက်ပွဲတွေဖြစ်နေတဲ့ကြားထဲမှာကျွန်တော်လူဝင်ရတွေလူတို့အောင်ပေါ်တာတွေဆွဲတယ်နော်အဲ့လိုလုံနေရတဲ့ကြားထဲမှာဒီဘာမဟုတ်တဲ့ KTV ကိုတွားပြီးတော့လုံခြုံရေးပြီးယူရတယ်ဆိုတော့အဘဆင်းတာဆင်းတယ်နော်ရှာပြီရှာပြီဟုတ်ကဲ့ပါဘာလဲတိတ်ပြီးနေကောင်းတာမဟုတ်ဘူးဟုတ်ကဲ့ပါဟုတ်တတင်းလေးပြောပြီးတော့မင်းပြန်တော့မပြန်တော့ငါသမီးလေးကြီးဖုံးဆက်အချင်းနေဘယ်လိုရှိလဲလို့ဟိုကျွန်တော်လူလိုင်းသွားလိုက်မယ်ဗျနော်ဟာလူလိုင်းမသွားနဲ့လေဟုတ်လေကျွန်တော်လည်းပါဆုံးမလိုက်မယ်လေဗျအော်မသွားနဲ့ဆိုတော့ဒီမျိုးဆိုတော့ကိုမားဆောင်နေရငပြူလေးငပြူလေးမြို့ပြဿနာရှာမှာဆိုလို့ပြန်ကန်လိုက်မှာဗောဗျာရဲ့အဘရှိတာပဲဟုတ်တယ်မလားအေးပေါ့ဟုတ်တယ်အဘရှိအဘအာကူနဲ့ကန်လိုက်မယ်လို့ဟုတ်ပြီတဲ့တင်းပြောအဲ့တော့တင်းပဲပြောမယ်ဗျဟုတ်နောက်ထပ်ကျွန်တော်တင်းလေးတစ်ခုရှိပါသေးတယ်ဗျအဲ့ဒါကတော့ကျွန်တော်တို့ဒီစကားစစ်တပ်ကနေကျွန်တော်မျိုးတွေကိုအခုပြန်ပြီးတော့သိမ်းနေတာရှိတယ်နော်တမျိုးပြီးတမျိုးကျွန်တော်ပြန်လဲပြီးသိမ်းနေတာရှိတယ်ဒါဝမ်းသာစရာတင်းမှာပဲဒါပေမဲ့အဲ့လိုတမျိုးပြီးတမျိုးကျွန်တော်ပြန်သိမ်းနေပြီမဲ့လေကျွန်တော်မျိုးတဲကနေပြီးတော့ဒီမျိုးပြင်ကိုကျွန်တော်မထွက်ရဲတဲ့ဘဝရောက်နေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြပြပြည်သူလူထုကမထွက်ရတာထွက်ကြပါလို့ရတယ်ထွက်ပြည်သူလူထုတွေဒီငါတို့မျိုးတွေကနေမျိုးပြင်ထွက်မှာသူတို့ရဲ့နေအိမ်တွေငါတို့ကတက်မယ်တက်ပြန်ငါတို့နေရာယူမယ်နေရာယူပြီးတော့သူတို့ရှိရဥစ္စာတွေကိုလို့ချက်ပြုတ်စားတော့မယ်ဒီပစ္စည်းတွေငါတို့ယူမယ်ယူပြီးတော့ငါတို့ဒီနောက်တန်းမှာရှိတယ်ငါတို့မိန်းမတွေကိုငါတို့ရွှေစားတွေငါတို့အကုန်လုံးငါတို့ပေးမယ်ဘာတွေပြောနေတာလဲပြည်သူတွေကမထွက်ရဲတာမဟုတ်ဘူးကျွန်တော်တို့ရဲ့စစ်သားတွေကမထွက်ရဲတာငါတို့တွေကမထွက်ရဲတာဟုတ်တယ်မျိုးတော့ပြန်သိမ်းလိုက်ပြီဒါပေမဲ့မျိုးပတ်ချလေကိုဒီတော်လိုင်းတပ်ဖွဲ့တွေကဝိုင်းဝန်းထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမျိုးပြင်ကိုမထွက်ရဲတဲ့ကိစ္စလေးပြောပြပေးမယ်လို့ပြောပြတာနော်ဟာဟုတ်အဲ့ဒါဆိုရင်ငါတို့တွေကဘာလဲဆိုတော့ဒီဘာလဲဟိုစားပြန်တော့လေတဲတချက်နဲ့ဟုတ်ကဲ့မစားပဲပြည့်ပြန်လို့လည်းအစီနဲ့တမုံအဲ့လိုဖြစ်နေတာပေါ့
သတင်းလေးကဘာလဲဆိုကျွန်တော်ရဲ့ဒီစကားစကျွန်တော်စစ်တပ်ပေါ့ဗျာကျွန်တော်စစ်တပ်ကအင်အားအလွန်ကျွံသုံးပြီးတော့ကျွန်တော်မြို့ရွာတွေကိုပြန်ပြီးတော့ကျွန်တော်သိမ်းနေတယ်အဲ့သိမ်းနေတဲ့အတွက်ကြောင့်ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေနေရာဖယ်ပေးလိုက်တော့ကျွန်တော်မြို့တွေကိုကျွန်တော်သိမ်းလိုက်တယ်နော်အဲ့လိုသိမ်းလိုက်ပြီမယ်တော်လိုင်းတပ်ဖွဲ့တွေကဘာလုပ်လဲဆိုတော့ကျွန်တော်ပျောက်ကြားနီးပေါ့ဗျာပျောက်ကြားနီးဆိုတာဘာလဲဆိုတော့ကျွန်တော်မိုင်းဆွဲတိုက်ခိုက်တာတို့စနိုက်ပါနဲ့ကျွန်တော်ချောင်းပြီးတော့ပစ်တာတို့ဒရုန်းတွေနဲ့လာပြီးဘုံကျဲတာတို့အဲ့လိုတွေလုပ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဘက်ကနေပြီးတော့ဒီမြို့ကိုသိမ်းလိုက်ပြီမယ်လေတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဘက်အမှတ်ချွေတို့ကျွန်တော်ခံနေရတယ်လို့ကျွန်တော်သိရပါတယ်ဗျဟုတ်တယ်တက်ကွင်းနဲ့ရောက်သွားတာအဲ့လိုဖြစ်နေတယ်ဗျကျုံသွင်းခံရတာဗောမှန်မှန်တော့ကျွန်တော်က viewer ဖြစ်လိမ့်မယ်တော်လိုင်းတစ်ဖွဲ့ရဲ့ viewer ပေါ့နော်သူတို့ကျွန်တော်မြို့ကိုသိမ်းတဲ့အချိန်မှာသူအသာလေးစုပ်ပေးလိုက်တယ်ပြီးတော့အဲ့မြို့ကိုပြန်ဝိုင်းထားတဲ့အချိန်မှာကျွန်တော်ဒီမြို့ထဲမှာရောက်သွားတယ်ကျွန်တော်ရဲ့ဒီစစ်သားတွေဘလို့မှကျွန်တော်အပြင်ကိုပြန်ထွက်လို့လုံးဝလုံးလို့မရဘူးအဲ့အချိန်မှာတော်လိုင်းတစ်ဖွဲ့တွေကစနိုက်ပါနဲ့ထောက်တယ်ထောက်ပြီးတော့တယောက်ချင်းခေါင်းတွေပဲနော်ခေါင်းတွေကိုဖြိုးတာတဖြည်းဖြည်းအမဲ့အဲ့လိုချွေနေတယ်ကျွန်တော်သိရပါတယ်ဗျဟုတ်ဒါလည်းဒီတစ်ခုလားအဲ့ဒါလည်းမင်းဟိုစိတ်ထဲမကြနဲ့လို့ပြောနော်သူတို့ဟိုဆက်နှစ်ပေါက်ပြီးပြောတယ်စိတ်ထဲမကြနဲ့နော်ဆက်ပြီးတော့မင်းကြမ်းကြမ်းခံနိုင်ပါမင်းတို့ငါတို့ဒီဘက်ကနေလင်းနေလဲငါတို့ပြစ်ကူမပေးနိုင်ဘူးလက်နဲ့ကြီးနေလဲငါတို့ပြစ်ကူမပေးနိုင်ဘူးနော်အဲ့လိုတော့ပြောလို့မရဘူးအဲ့လိုကျွန်တော်တို့ကသွားပြီးပြောလိုက်တဲ့ခါကျအဲ့ဒီမှာလူရဲ့စိတ်ဓာတ်ကြီးကြပြီးတော့ဟိုဘက်ကိုအလင်းဝင်သွားဘယ်လိုလုပ်မလို့ဟောလင်းဝင်လဲဝေးနေတော့ငါတို့ပေးမှမပေးနိုင်တဲ့ကိစ္စမင်းရဲ့သိတဲ့အတိုင်းပဲလေကွာဟုတ်လေငါဒီမှာကျဲစင်တို့လာမင်းတို့ငါသမီးတွေရှိလုံခြုံရေးပေးထားရတယ်ကွာမပေးနိုင်ဘူးကျွန်တော်ပေးမယ်လာမယ်ဘာညာတော့ကျွန်တော်လဲပါလုပ်လိုက်မယ်လေပါနော်မပြောနဲ့ဒဲတာပြောလိုက်တော့သူတို့ကဟိုဘက်ဝင်လဲဝင်မစေတော့ဟုတ်အဲ့လိုပဲပြောလိုက်သူတို့လုံခြုံရေးမပေးနိုင်ဘူးနော်ငါတို့ဒီမှာ KTV မှာလုံခြုံရေးပေးနေရတယ်ဒါပဲငါတို့လုံခြုံရေးမပေးနိုင်တော့မပေးနိုင်ဘူးမင်းတို့ကရိုးပေါ်မှာ KTV အကုန်ကျွန်တော်လုံခြုံရေးပေးထားလုံခြုံရေးပေးထားတယ်ဟုတ်ကဲ့ပါအဲ့ဒါလေးကသတင်းလေးတစ်ခုပါနောက်ထပ်သတင်းလေးတစ်ခုကတော့ကျွန်တော်ရဲ့ဒီစကားစကျွန်တော်စစ်တက်ထဲမှာပေါ့နော်ကျွန်တော်ရဲ့ဒီတက်ချုပ်တစ်ကြီးဖြစ်လာကျွန်တော်ရောက်လက်ခတ်တော့မှလည်းကျွန်တော်ကျွန်းလို့ဆက်လက်ပြီးတော့ကျွန်တော်ဆက်ဆံခံနေရတယ်ဆိုတဲ့သတင်းလေးကျွန်တော်ပြောပြပေးမယ်လေကျွန်းလို့ဆက်ဆံခံနေအခုကျွန်တော်တိတ်တက်လာတဲ့ကျွန်တော်တက်ချုပ်တစ်ပေါ့နော်တက်ချုပ်တစ်ကျွန်တော်ရောက်ဦးကနေပြီးတော့ကျွန်တော်တက်မှမှုနေနဲ့ကျွန်တော်တွေ့ဆုံတဲ့နေရာမှာသူကဘာပြောလဲဆိုတော့ကျွန်တော်လက်အောက်ကျွန်တော်လက်အောက်ငယ်သားတွေပေါ့နော်လက်အောက်ငယ်သားတွေကိုတဲ့ဖခင်လို့ဆက်ဆံရန်ဆိုပြီးတော့သူကပြောတယ်လို့ကျွန်တော်သိရတယ်တက်မှမှုဘလို့လက်အောက်ငယ်သားတွေကိုဖခင်လို့ဆက်ဆံဟိုတရားတော့ဒီလိုဟိုပေါ့တက်နေတွေကိုတွားတဲ့ချိန်မှာအဲ့တက်နေမှာကျွန်တော်တက်မှမှုရှိမယ်အကြီးကဲတွေရှိမယ်အဲ့ကြီးကဲတွေကိုကျွန်တော်တို့ရဲ့ဒီတက်ချုပ်ကြီးကဘာပြောလဲဆိုတော့ဟိုဒီကျွန်တော်တို့ရဲ့ဒီစကားစစ်တပ်တွေမှာရှိတဲ့ကျွန်တော်တို့အောက်ခြေကျွန်တော်စစ်သားတွေပေါ့ဒီစစ်သားတွေကိုเนาะပြောရမယ်ဆိုရင်ဟိုအောက်လိုက်ငယ်သားတွေကိုပေါ့เนาะဟိုသားတယောက်လို့ဟိုကိုကဖခင်တယောက်လို့သဘောပေါက်ပြီဖခင်နေရာမှာထားပြီးတော့သူဆက်ဆံပေးကြပါလို့သူကပြောတော့လေလက်တွေ့မှာတော့အဲ့တက်ထဲမှာဘာဖြစ်နေတယ်ဆိုတော့ရှေ့တန်းမှာရောက်နေတဲ့စစ်သားများကြီးကျွန်တော်လာစာတွေပြီးကျွန်တော်တို့ဗာကျွန်တော်တို့အသက်အာမခံကြီးတွေအဲ့ဒါရှိမယ်ပြီးကျွန်တော်နေထွက်ဈေးတွေရှိမယ်ရှိတယ်လေအဲ့ဒီဈေးတွေအားလုံးအဲ့ရှေ့တန်းထွက်နေတဲ့စစ်သားတွေကမရဘဲနဲ့အောက်ချိန်မှာကျွန်တော်ဖြတ်တောက်ကြီးခံနေရတယ်လို့ကျွန်တော်သိရပါတယ်ဗျ။ဟောအဲ့ဒါလေကွာမင်းရလေကွာဟိုလေသူစားသဏ္ဍာန်ပေါ့။ဘာလို့စားသဏ္ဍာန်။ဒါပေမဲ့တက်ချုပ်ကြီးကတော့သူကတော့အဲ့လိုပြောပါတယ်နော်။ဟိုသားနဲ့သားဟိုသားဖပုံစံမျိုးဆက်ဆံမှုပုံစံမျိုးလောက်ကြပါဆိုပြီးမှားသွားတယ်။ तू ကဘလောက်ပဲမှားမှာတက်တွင်းထဲမှာကကျွန်တော်ပျက်စီးနေပြီ။လက်ပေးလက်ယူလက်ဖြတ်စားလက်စားတွေလည်းရှိတယ်လို့ကျွန်တော်သိရပါတယ်။အခုမှပျက်စီးတော့ဟိုးတုံးနဲ့ပျက်စီးတယ်။အဲ့လိုမျိုးပဲလေ။တက်တွင်းတွေကငါတို့စစ်သားတွေအကုန်လုံးကချမ်းသာခြင်းလား။ဟုတ်ချမ်းသာခြင်းလားတိုးပွားခြင်းလားရှင်းရှင်းလေးအာနာသိန်းနိုင်ဟုတ်ကဲ့အမဟုတ်လေပါလေဘလို့ချမ်းသာခြင်းလားကြီးပွားခြင်းလားအာနာသိန်းခိုင်းနေအကုန်ကျွန်တော်တို့ကဒီအခုအဲ့လိုတွေပဲလုံးနေတာပဲလို့ကွာမင်းလည်းသိရသားနဲ့ကွာဘာလို့အခုအာနာသိန်းလေးနဲ့9နှစ်မှော်တယ်ကျွန်တော်တိုင်းပြည်တွေတော်တော်ပျက်စီးသွားပြီလေပါရဲ့ဟုတ်တယ်အေးလေနောက်လူတွေထပ်ပြီးအာနာတော့မသိန်းခိုင်းနဲ့တော့လေပါရဲ့အာနာသိန်းပို့ပြီးတော့ပျက်စီးသွားလို့မရှိတော့မှာဗောပါရဲ့ဩဘာပဲဖြစ်ငါတို့ဒီစစ်တပ်ကလူတွေချမ်းသာရင်ပြီးရောကွာပြည်သူတွေဘာပဲဖြစ်ကွာအာနာသိန်းနဲ့အာနာသိန်းမလုံးနိုင်ဘူးအခုဆိုရင်ကျွန်တော်တို့ဒီ drone တွေနော်အခုယူကရိန်း drone တွေရတယ်ဒီတော့ရုရှားတို့ဘာလို့ရောက်နေပြီဆိုတော့ကျွန်တော်တို့ရှိကတော်လိုင်းတက်ဖွဲ့တွေက drone တွေရတယ်ကျွန်တော်နေပြီးတော့မရောက်လာဘူးပြောလို့မရဘူးနော်ဘလို့မင်းပြောတာငါရေထိတ်နေတာငါ့ကိုတေချာပြောတာဘာလို့လဲတေချာလေးပြပြမယ်လေပါနော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရုရှားယူကရိန်းစစ်ပွဲအပါသိပါတယ်သိတယ်လေကြားပြီလေကွာအဲ့ဒီစစ်ပွဲမှာဆိုစစ်မျက်နှာပြင်နေကျွန်တော်ဝေးกว่าတယ်ဆိုတာကကျွန်တော်သမ္မတပူတင်ပေါ့ရုရှားသမ္မတပူတင်ရဲ့ကျွန်တော်အစိုးရရုံးဆိုင်ရကျွန်တော်မော်စကိုအဲ့မော်စကိုတီကိုဒီယူကရိန်းရရှိတဲ့ drone တွေရောက်လာပြီးတော့ဘုံကျဲတိုက်ခိုက်တယ်လို့ကျွန်တော်သိရတယ်ဗျဟာရေမဟုတ်ဘူးလေကွာဟိုအမေရိကန်သမ္မတနဲ့ဒီတရုတ်နိုင်ငံရှီကျင်းပင်နဲ့ကိုတွေ့ပြီးသွားတဲ့အချိန်မှာအခုဟိုကြွက်မင်းပူတင်ကနေပြီးတော့ဒီရှီကျင်းပင်နဲ့တွေ့ဖို့သွားတယ်လေကွာသွားတယ်လေအဲ့တော့အဲ့ဒီကျွန်တော်ပြောမယ်ပူတင်ရဲ့ကျွန်တော်ရုံးဆက်ရဲ့မော်စကိုဆိုတာအဝေးကြီးပဲနော်အဲ့ဒီအဝေးရှိတဲ့နေရာတော့မှဒီယူကရိန်းကရှိတဲ့ drone တွေကဘယ်လောက်နည်းပညာမြင့်လဲဆိုအဲ့ drone တွေအဲ့မော်စကိုတီကိုရောက်ပြီးတော့ဘုံကျဲတယ်လို့ကျွန်တော်သိရတယ်အဲအကြောင်းကိုဘာကိုပြောတာအဲ့ဒီ drone တွေကဒါဒီတော်လိုင်းတက်ဖွဲ့တွေစီရောက်သွားရင်နေပြီးတော့မရောက်လာဘူးလို့ပြောလို့မရဘူးဗျာရဲ့နော်ဟာဟုတ်ကဲ့ဗျဟာရလားဗျရတယ်ခေါင်းလေးတော့ကြိုက်လာပြီငါခေါင်းလေးတော့ကြိုက်လာပြီနောက်မှပြန်ကြိုက်ကျွန်တော်သတင်းတစ်ပုတ်ရှိသေးတယ်နော်ဗျအဲ့သတင်းတစ်ပုတ်ပြီးသွားရင်ဗျကြိုက်ချင်ကြိုက်တော့နော်ဘာကိုကြိုက်ကမှာလဲဘာကြိုက်ချင်ကြိုက်တော့အော်မင်းပြောတဲ့ပုံစံနဲ့ငါဘာကိုသွားကြိုက်မှာအမဲရိုးပဲကြိုက်မယ်ပုံစံဖြစ်နေတယ်ဒါတော့အပိုင်းငါ
ငါတုံးထက်လိမ့်မယ် ဟိုကျွန်တော်ပြောပြတာလေကြိုက်ရှင်ကြိုက်ဆိုခေါင်းကြိုက်တာကိုပြောတာပါ အေးဟုတ်ပြီ အဲ့တော့ဒီမနက်ပိုင်းကကျွန်တော်နောက်ဆုံးသတင်းလေးကိုပြောတော့မယ်ဗျနော် ဘာလဲ နောက်ဆုံးသတင်းကတော့ဗာလဲဆိုကျွန်တော်တို့ရဲ့တမရာကြီးထွက်ပေါက်ရှာနေပြီဆိုတဲ့သတင်းလေးကျွန်တော်ပြောပြပေးမယ် ဟေ့အောင်ဘယ်ဟုတ်ထွက်ပြေးတော့ငါမသိဘူးနော်အဲ့ကဏ္ဍငါမသိဘူးနော်ဟေ့အောင် ဆက်ပြီးမှမလို့ကျွန်တော်ပြောပြပေးမယ်အဲ့ဒါကဗာလဲဆိုရင်ကျွန်တော်မလေးရှားနိုင်ငံသားရေးဝန်ကြီးတရက်ကြာကျွန်တော်နေပြီးတော့ခီးစဉ်တွင်တဲ့ကျွန်တော်တို့တမရာကြီးကဗာပြောလဲဆိုရင်ຫນွေဦးတော်လန်ရေး PDF များနဲ့စပွဲဝိုင်းပေါ်တက်ပြီးတော့ကျွန်တော်ငင်းချမ်းရေးဆွေးနွေးလိုတီဟုပြောလာကြောင်းသိရပါတယ်ခင်ဗျာ ဟာအဲ့ဒါဆိုလဲငါသမရာကြီးကိုတွေ့ရင်ငါပြောလိုက်တော့မယ် ငါပြောမှာ သူများအာမကိုးနဲ့လို့အဲ့ငင်းငင်းရေးဆိုရင်မှဆူတောင်းမယ်ဆိုရင်ဘူပေါင်းပဲရမယ်လို့ပြောလိုက်ကွာ